သူ့ရဲ့မြင်းချောင်းလေး၃ချောင်းရှိပါတယ်ခင်ဗျာနော်မြင်းချောင်းလေး၃ချောင်းရှိတယ်အဲ့ဒီမြင်းချောင်းလေး၃ချောင်းကိုတစ်ချက်ကလစ်လိုက်ပါဗျာနော်ကလစ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာပေါ်လာပြီပေါ်လာတဲ့အချိန်မှာဒီမှာပေါ့နော်ဒီဟာလေးပေါ့အကောင့်ဆိုတဲ့ထဲကိုဝင်လိုက်ပါအကောင့်ထဲဝင်ပြီးပြီဆိုလို့ရှိရင်ဒါမျိုးပေါ်လာပါလိမ့်မယ်ပေါ့နော်ကိုမကကိုအထွေအကောင့်ဖွင့်ထားတာမရှိဘူးဆိုလို့ရှိရင်တော့ဘာမှမရှိပေါ့နော်ရှိရဆိုလို့ရှိရင်တော့ထွေအကောင့်နေပေါ်နေမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့က trade account ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင် create real account ဆိုတာကိုတွေ့ပါလိမ့်မယ် create real account ဆိုတာလေးကိုတစ်ချက်ကလစ်လိုက်ပါ okay create real account ဆိုတာကိုကလစ်ပြီးပြီဆိုလို့ရှိရင်ဒီထဲမှာနော် MetaTrader 5လား4လားပေါ့နော်အဲ့ဒါ MetaTrader 5ဆိုလဲ5ရွေးလို့ရမယ်ပြီးမှ classic account နဲ့ sun account ဆိုတာရှိရပေါ့နော်ဒါလည်းကွာ sun account နဲ့ trade မယ်ဆိုရင် sun account ရွေးလို့ရတယ် classic account နဲ့ trade မယ်ဆိုလို့ရှိရင်လည်း classic account ကိုရွေးလို့ရတယ်ပေါ့နော်ပြီးတော့じゃမှာ currency ပြတော့ USD ပဲပေါ့နော်နောက်ပြီးတော့level တွေမှာတစ်ခါလေးချင်းလို့ရပါတော့ကို trade ချင်တဲ့ level တွေနဲ့ချင်းလို့ရတယ်level ဒီမှာဆို1000ထိရှိရပေါ့နော် level တွေကအရန်များလည်းမကောင်းပါဘူးပေါ့နော်အရန်များရင်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်း level 1000နဲ့ trade ကြတာပဲများပါတယ်ဗျာနော်risk and reward risk management ကောင်းကောင်းပုံပိုင်နိုင်တယ်ဆိုလို့ရှိရင်ဒါအနေတော့ပါပဲเนาะအဲ့ဒါအကုန်လုံးလုပ်ပြီးဆိုရင်ဒီနေရာမှာကိုက password ထည့်ရပါမယ်เนาะ password ကသူပြောထားတာဆိုလို့ရှိရင်8 of 50 character ဖြည့်ရမယ်ပေါ့เนาะနောက်ပြီးတော့ကျွန်တော်မှာ capital letter ဖြည့်ရမယ်နောက်ပြီး small letter လည်းပါရမယ်နောက်ပြီးတော့1 2 3 4 5 6 9 10ကိုစသဖြင့်ပေါ့เนาะကဏ္ဍလေးတွေပါရမယ်ပြီးတော့ကြတော့မှဒီ character တစ်ခုပါမယ်ပေါ့เนาะ armin လေးမှတ်သားလေးပဲဖြစ်ဖြစ်ဒေါ်လာပုံလေးပဲဖြစ်ဖြစ် hash လေးပဲဖြစ်ဖြစ်ပါပါမယ်အားလုံးထည့်ပြီးဆိုလို့ရှိရင်ဒီဟာတွေအကုန်လုံးကိုအမှန်ချစ်လိုက်ပေါ့เนาะဒီသူ့ရဲ့ agreement တွေအကုန်လုံးအမှန်ချစ်ပြီးတော့じゃမှာ down ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ trade account တစ်ခုပွင့်သွားပါပြီတစ်ခုရှိတာက set trading password မှာတော့အဲ့ password ကလေးကိုတော့ကိုကသိနေဖို့လိုပါတယ်ခင်ဗျာ okay KWB မှာ account ဖွင့်ပြီးတော့じゃမှာ trade ချင်တဲ့မိတ်ဆွေတွေကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ KWB broker နဲ့လက်တွဲဖို့လို့အတွက်အားလုံးကို welcome ပါခင်ဗျာနောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါခင်ဗျာကျွန်တော်ရဲ့ account လေးကိုလည်း subscribe လေးလုပ်တော့ကြပါခင်ဗျာ knowledge နဲ့ဘူဒတာလေးတွေကို trading ဆိုင်ရာ knowledge ဘူဒတာလေးတွေကိုစဉ်ဆက်မပြတ်ဗီဒီယိုလေးလုပ်ပြီးတော့じゃမှာတင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ